2014ခုနှစ်တုန်းကကယ်လီဖိုးနီးယားရဲဌာနတစ်ခုကရာဇဝတ်မှုတစ်ခုအတွက်ဖမ်းဆီးထားတဲ့လူတဦးရဲ့ဓာတ်ပုံတစ်ပုံကိုအင်တာနက်ပေါ်တင်လိုက်တာနဲ့လူအများအတွက်စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့ပါတယ်။အဲ့ဒီလူရဲ့နာမည်ကတော့ Jeremy Meeks လို့ခေါ်ပြီးတော့အဲ့ဒီဓာတ်ပုံတစ်ပုံကပဲသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေခဲ့ပါတယ်။ Jeremy Meeks ကိုရဲတွေကလက်နက်ကင်ရာဇဝတ်မှုတစ်ခုနဲ့ဖမ်းဆီးခဲ့တော့ပါ။သူ့ဓာတ်ပုံကိုရဲဌာနရဲ့ Facebook page ပေါ်တင်လိုက်တာနဲ့လူတွေကဒီလူဘလို့အကျဉ်းသားလဲဆိုပြီးစတင်ပြောဆိုလာကြပါတယ်။အကြောင်းကတော့သူ့ရဲ့တောက်ပပြီးပြာနေတဲ့မျက်လုံးတွေပြီးဖြစ်တဲ့မျက်နှာသွင်းပြင်းနဲ့သွေးအေးအေးနီနေတဲ့ပုံစံကြောင့်အင်တာနက်သခွင်မှာရေပန်းစားသွားနေပါတယ်။လူသိန်းကျော်နီးပါးကသူ့ဓာတ်ပုံကို share လုပ်ခဲ့ပြီးသူ့ကိုကမ္ဘာအချောဆုံးရာဇဝတ်သားလို့ခေါ်လာကြပါတယ်။ Jeremy ထောင်ထဲမှာပဲနာမည်ကြီးသွားတာပါ။ model agency တွေကတော့သူ့ကိုထောင်ကနေလွတ်သွားရင်အလုပ်ပေးချင်ကြလို့သူ့ကိုကြိုတင်ပြီးဆက်သွယ်မှုတွေပြုလုပ်ထားကြပါတယ်။သူထောင်ကနေလွတ်လာတဲ့အခါမှာတော့နာမည်ကြီး model agency တခုနဲ့စာချုပ်ချုပ်လိုက်ပြီးမကြခင်မှာပဲ New York, Milan တို့ Paris တို့လို fashion မြို့ကြီးတွေရဲ့ runway shows တွေမှာလမ်းလျှောက်လာခဲ့ပါတယ်။အဲ့ဒီလိုပဲ Jeremy ဟာထောင်ကနေလွတ်လာပြီးတာနဲ့ချက်ချင်းပဲနာမည်ကြီး model တယောက်ဖြစ်လာခဲ့ပါတော့တယ်။ Jeremy ဘွားဟာတကယ်တန်ဖိုးရှိတဲ့ပြောင်းလဲမှုတစ်ခုဖြစ်သွားခဲ့တယ်လို့ပဲပြောရမှာပါ။ Jeremy ပြောခဲ့တဲ့စကားတစ်ခုကတော့မင်းဘဝကဘလောက်မှားနေလဲဆိုတာထက်မင်းဘဝကိုပြန်ပြောင်းဖို့ကြံရှိနေတဲ့အချိန်မှာမြန်မြန်ပြောင်းလဲလိုက်ပါလို့ပြောကြားသွားခဲ့ပါတယ်။ mugshot တစ်ပုံကသူ့အတွက်နောက်ဘဝတစ်ခုပြန်စတင်ဖို့အခွင့်အလမ်းဖြစ်သွားခဲ့ပါတယ်။အခု Jeremy Meeks ဟာ model တယောက်အပြင်လူမှုကူညီရေးလှူရှားမှုတွေမှာလည်းတက်ကြွနဲ့လုံနေတဲ့သူတကူလည်းဖြစ်လာခဲ့ပါတယ်။သူ့အချောင်းကိုကြည့်ပြီးသင်ခန်းစာတစ်ခုယူနိုင်ဖို့ကတော့တခါမှားသွားတာနဲ့ဘဝတစ်ခုလုံးဆုံးရှုံးသွားတာမဟုတ်ဘူးဆိုတဲ့သတင်းစကားတစ်ခုပဲဖြစ်ပါတယ်။